ကလေးတွေလက်မဆုပ်တာကပုံမှန်ပဲလို့ကျမတို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ပုံမှန်မဟုတ်တာကဘယ်ချိန်မှလဲကလေးအသက်3နှစ်ကျော်လာတဲ့အထိကိုလက်မဆုပ်တဲ့အကျင့်ကမပြောက်သေးဘူးဆိုလို့ရှင်တော့ဒါပုံမှန်မဟုတ်တော့ဘူးလက်မဆုပ်တာကြာလာတဲ့ခါကျရင်ဒီလက်မရဲ့ကအပေါ်အာကောင်ကိုတွန်းထားတဲ့အတွက်ကြောင့်အပေါ်မေးယူကအပြင်ကိုမောက်ပြီးတော့ထွက်လာတယ်ပြီးရင်ဒီနေရာအောက်မေးယူကိုဖိထားတဲ့အတွက်ကြောင့်အောက်မေးယူကအပြင်ကိုမထွက်လာတော့ဘူးအပေါ်မေးယူကြီးပဲအပြင်ကိုထွက်လာတဲ့အတွက်ကြောင့်မလို့ဒီအပေါ်မောက်လာတယ်ပြီးရင်အပေါ်သွားနဲ့အောက်သွားနဲ့ကမထိတော့ဘဲနဲ့လက်မယူတစ်ချိန်လုံးခံနေတာဖြစ်တဲ့ကြောင့်ထွက်လာတဲ့သွားကလည်းဒီလက်မကိုမကြော်နိုင်တော့တဲ့အတွက်အရှိသွားတွေကဒီလိုရီလိုက်ရင်စိမနေတော့မနဲ့ဟာနေတတ်တယ်စကားမပီတာမျိုးစကားပြောနောက်ကြတာမျိုးဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမဖြစ်ကလေးကလက်မဆုပ်တဲ့အကျင့်က3နှစ်ကျော်တဲ့အထိမပြောက်သေးဘူးဆိုလို့ရှိရင်ကလေးကိုအတင်းဆူတာရိုက်တာအော်တာဟစ်တာမလုပ်ဘဲနဲ့သူ့ကိုဖြည်းဖြည်းချင်းနားလဲအောင်ပြောပြဖို့လိုတယ်3နှစ်လောက်ဆိုလို့ရှိရင်သူတို့ကပုံပြင်လေးတွေကိုစပြီးနားထောင်တက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးကိုပုံပြင်လေးတွေပြောပြပုံပြင်ထဲကဇက်ကောင်လေးကလက်မမဆုပ်ဘူးနော်ဆိုတာမျိုးပြီးရင်အချိန်ကန့်တန်တဲ့လက်မဆုပ်ခိုင်းတာမျိုးလှုပ်စရာတစ်ခုခုစားစရာတစ်ခုခုလက်ထဲမှာဘောပင်တို့စာရေးစရာပကြီးပုံလေးဆွဲတာမျိုးလက်ထဲမှာတစ်ခုခုထည့်ပေးထားတာမျိုးစားစရာဆိုလို့ရှိရင်လည်းဒီအနှံလေးတွေဟင်းသီးဟင်းရွက်လေးတွေဒါမျိုးလေးတွေပေးထားတာမျိုးအဓိကသူ့လက်မပါဇက်ထဲရောက်မနေဖို့လိုတာပေါ့နော်အဲ့လိုလက်မမဆုပ်တဲ့နေ့တွေကြရင်လည်းဒါလေးကတမမီကတော်လိုက်တာဒီနေ့လက်မမဆုပ်ဘူးဆိုပြီးတော့သူ့ကိုချီးကျူးပေးခုဝယ်ပေးတာမျိုးဆုချတာမျိုးဒါမျိုးလေးတွေကျမတို့ကလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ကလေးကလက်မဆုပ်တဲ့အကျင့်ကပျောက်သွားမှာပေါ့နော်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ